ရောထိုင်ရောက်ဖဆန်ကာတစ်ကိုပွဲချောင်းအောင်တမင်စီစဉ်ပေးလိုက်ပြန်တဲ့ One Championship ပြည်သူများလုံးမဲ့မင်္ဂလာပါခင်ဗျာ Ready Battle ကနေတင်ဆက်နေပါပြီ One Friday Fight 144ပြိုင်ပွဲအတွက်ပထမဆုံးထွက်ပေါ်လာတဲ့တွဲဆိုင်ဟာပြည်သက်တီကြားထဲမှာပွဲမစခင်ကလေးကအတိုးလေးညင်းပွားစရာဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့ရောထိုင်ရဲ့ရောက်ဖဖြစ်သူဆန်ကာတစ်နဲ့ဂျပန်ဖိုက်တာတာကူရိုရဲ့ကစ်ဘောက်ဆင်တွဲဆိုင်ပဲဖြစ်ပါတယ်ဆန်ကာတစ်က1လုံမနီစင်မြင့်ထက်ကိုရောက်ရှိလာကလေးကသူ့ရဲ့ရည်ချင်းထက်နာမည်ကြီးဖိုက်တာတွေနဲ့ပတ်သက်ဆက်နွယ်နေသူတွေကိုတွန်းတင်ပေးလေးရှိတာကဈေးကွက်အရတဘာဝကျပြီမေအခုလိုပွဲစီစဉ်မှုမှာတီးတာတာမျက်နှာလိုက်မှုတွေရှိနေတယ်လို့ပရိသတ်တွေကထင်မြင်ယူဆနေကြတာဖြစ်ပါတယ်။နာမည်ကြီးတယောက်ရဲ့ဆွေမျိုးဖြစ်နေုံနဲ့ပွဲချောင်တွေဇက်ရနေခြင်းဟာတခြားကြိုးစားနေတဲ့ဖိုက်တာတွေအတွက်မမျှတဘူးလို့ဝေဖန်သူတွေကထောက်ပြနေကြတာဖြစ်ပါတယ်။အခုဆန်ကာတင်နဲ့ရင်ဆိုင်ရမယ့်ဂျပန်ဖိုက်တာတာကူရဲ့မှတ်တမ်းကိုကြည့်မယ်ဆိုရင်ဝေဖန်မှုတွေကပိုပြီးတော့အရှိန်တက်လာပါတယ်။တာကူက1လုံမနီမှာတပွဲကစားတပွဲရှုံးထားတဲ့သူဖြစ်ပါတယ်။1ဖွဲ့စည်းကဆန်ကာတစ်ကိုအနိုင်မှတ်တမ်းတွေဇက်တိုက်ရစေခြင်းလို့ရှုံးပွဲရှိထားတဲ့သူအတွေ့အကြုံလူတဲ့သူနဲ့တမင်တွဲပေးတာလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ဂျပန်ဖိုက်တာတိုင်းကဒီနှစ်ကောင်းကြပေမဲ့တာကူရဲ့အနေအထားကဆန်ကာတစ်ကိုတကယ်တမ်းချင်းချောင်းနိုင်မဲ့အဆင့်မှာရှိမနေဘူးလို့သုံးသပ်သူတွေကဆိုထားကြတာပါ။ဒါကဆန်ကာတစ်ကိုလေကားတွေတစ်ခုဖြစ်အသုံးချခိုင်းတာမျိုးဖြစ်နေပါတယ်။ဆန်ကာတစ်ကလက်စွမ်းထက်မြက်သူဖြစ်လို့ကေပေါရှင်စီမင်းကအတူတူပို့ပြီးအားသာချက်ဖြစ်နေနိုင်ပါတယ်။တရောင်နဲ့ချုံနှောင်ကလင်းချင်းမပါတဲ့ကေပေါစင်မှာဆန်ကာတီရဲ့မြန်နှုံးနဲ့လက်တီချက်တွေကတာကူတက်ခန်းစီပြင်ဖို့ခက်ခဲစေမှာပါဒါကဆန်ကာတီရဲ့အာသာချက်ကိုပုံမပေါ်လွင်စေဖို့အတွက်ဝမ်ဘက်ကဗျူဟာကြကြစီစဉ်ပေးလိုက်တာလို့ယူဆနေပါ ರಿ ဝေဖန်မှုတွေကတော့ရှိနေမှာပါပဲဒါပေမဲ့ဆန်ကာတီအနေနဲ့ဒီဝေဖန်မှုကိုလဲထိုးနိုင်မှုဆိုရင်ပွဲချောင်းလို့နိုင်တာမဟုတ်ဘဲနဲ့အရေးချင်းရှိလို့နိုင်တာဆိုတာကိုကြိုးဝိုင်းထဲမှာတတိပြဖို့လိုပါလိမ့်မယ်တာကူလိုရှုံးပွဲရှိထားသူတောင်မှခက်ခက်ခဲခဲကစားရမယ်ဆိုရင်တော့မျက်နှာလိုက်တယ်ဆိုတဲ့ဆွဆွဲချက်တွေကပုံမခိုင်မာသွားမှာဖြစ်ပါလိမ့်ခင်ဗျာ